ခိုးလေပတ်စံသစ်တာပိုင်ပြေးလာတာငပိန်ရှိရဲ့တစ်ပြည့်ရှိရဲ့ပြက်ငပိန်ကခြေတော့ခံလိုက်တာမှောက်ရက်လဲသွားတယ်အမလေးပြပလုတ်တော့ငပိန်လေတခိုးပေါ်တက်ခွာလိုက်ပြီးသူ့အားနဲ့ရိုက်ပုတ်တယ်မှတ်ပလားမှတ်ပလားငပိန်ကဘာမှတ်လို့ကြောက်ပါပြီအသက်ချမ်းသာပြီပါဗျာမရှိလို့ကြံရအများတွေဆုံးခိုးမိတာပါဗျာဖိုးထူးနဲ့မိဝိုင်းကလက်ပတ်တုပ်စားလိုက်ရင်တွင်ချမ်းတောက်လိုက်လုံနေပြီးတုပ်ပေါ်ကတော့ကွက်ပြစ်ပေါ်လင်းနေတယ်ငပိန်ကဒေါ်လီနဲ့ခိုင်းထားလို့ထိန်းလို့ဖို့အတွက်တစ်တီခွဲတယ်တုပ်ပေါ်ကငပိန်မင်းကအယိုးတွေကအားရရှိရနော်ဒီလောက်ပစိန်အလေးကြီးကိုမာပြီးတစ်တီခွဲနေရရုပ်ရှင်နေရအတိုင်းပဲတုပ်ပေါ်ကဟာတာပဲနော်သူများရင်လားလေတော့လေစားကောင်းအောင်လို့ချင်းမွန်ကန်ဖွင့်နေရငပိန်ကလူသားပိန်တာငါတို့တက်ကြီးကြက်ပြီအပြေးလဲချမ်းမြေရောပေါ့ဒါနဲ့မိဘိုင်းနဲ့တို့ပေါ့နင်တို့သိကြလားဟဲ့စကားဆက်ဆက်မရှိဘာတော့ငါတို့တငယ်ချင်းကြီးငပိန်လေတိုင်းဆရာငပိန်ဆိုပြီးဘလို့ဖြစ်လာတယ်ဆိုရင်နောက်ကြောင်းမင်းတို့မသိလိုက်ကြအောင်မဟုတ်လားသူ့ဘာသာတိုင်းယူတာကိုရွာလူကြီးတွေကရှောက်ပြီးအပြောင်မြက်ခေါ်ကြတာမဟုတ်ဘူးလားအေးပေါ့မင်းတို့အဲ့တော့မြို့ကိုအလဲသွားနေကြတာဘယ်သိလိုက်မှလဲပြီးခဲ့တဲ့2နှစ်လောက်ကဟာရွာကိုတကုန်းနှစ်ယောက်ညားဘက်ကြီးဝင်ပြီးတကြီးပက်ဆန်နေဝင်ခိုးသွားတာလीသိလားအဲ့ဒါနဲ့ဘာဆိုင်တော့ငပိန်ကဖိုးတူဟဲမင်းမဲငါ့အကြောင်းပြောပြလိုက်စမ်းပါဒီကလေးတွေကလေဆရာကြီးကြောင့်မသိသေးဘူးဆိုတော့တကူက2ယောက်ဟာရွာသားရေလိုက်တာမမိဘူးမိုင်းမိကဒုက္ခနဲ့ပြစ်ပေါက်လိုက်တာတယောက်မှန်ပြီးမိသွားတယ်နောက်တစ်ယောက်ကဟောဒီငပိန်ဖမ်းတာဟာဖြစ်နိုင်တာလေပြောစမ်းပါဟဲ့ရွာလူတွေရောက်တော့တကူကငပိန်ကချုပ်ထားပြီးပတ်စံတွေလည်းအကုန်ပြဲရတယ်တဲ့မဲတဲဟုတ်ပါလားပြောပါဦးမင်းဘလို့ဖမ်းလိုက်တာမင်းတို့အံ့ဩသွားကြပြီမလားပြောရမယ်ဆိုရင်ဇလန်းရှိအေးလေပြီးရင်ငါတို့ပြန်တင်ပြီးတော့ကဲပြောပြမယ်ဒါကဒီလိုရှိတယ်ကွမိခဲမကသူ့အိမ်ချန်နေရမြေမှာထောင်ဆိုင်ထားတဲ့ငပြောတုံးကြီးကိုဘဲညာလက်တီးထိုးနေရောတယ်ငပိန်ကြည့်ပြီးတော့သူ့ဘာသာရေရွတ်နေမိတယ်မိုင်းမိခဲကမိုက်လိုက်တာလက်မနာဘူးလားမသိဘူးမိခဲမအားမဲ့ပြင်းနေကြည့်နေရကိုငပိန်ကလည်းမသိအောင်လို့ချောင်းကြည့်နေရပေါ့မိုင်းမိခဲရဲ့ကွက်တီမှတ်ထားပြီးတော့အိမ်မှာပြန်ကြည့်အောင်ပါမယ်ဒီလိုတွေးနေတော့ရှိတယ်ငပိန်ကောင်တက်တက်ကိုတို့ကြောင့်နာမည်တော့တာပါအမလိမျက်စော်ဖေးနားလိုက်တာဗျာခေါင်းကိုလက်နဲ့ပုတ်ရင်ငပိန်ကနာလို့អော်နေချင်းမိခဲမလှမ်းမြေသွားတယ်ဟဲ့ငပိန်အဲ့ဒီမှာကိုချောင်းနေဘာလုပ်နေရတော့ပြားမဟိုရင်မမိခဲစီကိုလာတာဗျငါစီလာတာဆိုလေချက်ရှင်းရနေပတ်လာလေဘာလို့အမှရက်နေရတော့ဟဲ့ဟုတ်ကဲ့ဗျငပိန်လဲရက်နေရကမိခဲမချန်နဲ့ဝင်လာတယ်မိခဲမကပြမအောင်ခေါင်းတော်နားသွားလားနားတာဗောဗျအာကြီးနဲ့လက်တံတော်ပြောင်းလာပြီမသိရင်လေတက်မဲ့ပြီးတော့ပောက်ခံလိုက်ရတယ်လို့ပဲငပိန်ရဲ့တကယ်မလုပ်ရပါဘူးအချိန်များပြီးလက်ထက်ကလွတ်ထွက်သွားပြီးတော့သွားမှန်တာပါဟဲ့ဒါဆိုကျွန်တော်ကန်ဆိုးတာပေါ့နော်ဟုတ်မှာကဲလိုင်းကိစ္စဆိုပါအောင်ဟိုကိစ္စရှိလို့ရတော့မဟုတ်ဘူးဗျဖိုးထူးရင်ကိုသွားလိမ့်မလို့မမိကတိုင်းကျင်နေရတွေ့ပြီးတော့သဘောကျလို့ရက်ကြည့်နေရပါဗျဒါနဲ့ငပိန်ကရောကိုကိုင်မြညာစိတ်ဝင်စားတယ်ပေါ့ဟုတ်လားမမိကလေယောက်ျားလေးပဲစိတ်ဝင်စားတာပေါ့ဗျတောကောင်ကြီးရမ်းမဲ့ဖြစ်ဖြစ်လူစိုးတကိုးတွေကိုရှင်းဖိုက်လို့ရတာပေါ့ဒါဆိုတိုင်းမြညာတင်ကြလားညာမိုင်းမိကတကယ်ပြောတာလားဗျတင်တော့တင်မေးနိုင်ပါလေဒါပေမဲ့စကားနားထောင်ရမယ်ပြောတဲ့အတိုင်းလေ့ကျင့်နိုင်ရမယ်ကိုကိုင်မြညာဆိုတာပေါ်ပါလွယ်ကူတာမျိုးမဟုတ်ဘူးလေ့ကျင့်ငယ်မျိုးစုံကိုအားရင်ပြင်းနဲ့အပင်မဲ့ခံနိုင်မှရမှာရတယ်ကျွန်တော်အကောင်းဆုံးစူးစမ်းမယ်ဗျာဒါနဲ့ဒီနေ့ကစပြီးတော့တင်ပြီးတော့မှာလားဗျအမလေးဟဲ့တင်တန်းသားတအားကိုတက်ကြွနေပါလားဒီနေ့တော့ခေါင်းလင်းနာထားနားလိုက်တော့နောက်တစ်ပတ်ကြောင်းမိမှတင်ပေးမယ်ဟုတ်လားဟုတ်ကျွန်တော်တေချာမောက်လာခဲ့ပါမယ်ဗျမနက်ခင်းတစ်ခုမှတော့ဖိုးထူးတို့3ယောက်တောင်စပိန်နှစ်စီးနဲ့ငပိန်ရင်ရှိကိုရောက်လာကြတယ်ဖိုးထူးကငပိန်ငါတို့လာတယ်ကွငပိန်ကပြန်မတူတော့မိဝိုင်းကဖိုးထူးငပိန်ကအိမ်မရောရှိလို့လားငပိန်ရေငါတို့ရှောင်းနေရဲ့ကွအဲ့တော့မှအိမ်မော်ကဆင်းလာပြီးငပိန်ကဖိုးထူးတို့ပါလားစပိန်နေနေရောပဲငါတို့ပိတ်ရက်ဆိုတော့စပိန်ထွက်စီကြမယ်လေအဲ့ဒါမင်းကိုလှည့်လာခေါ်တာဟုတ်တယ်
အပြန်မုံစေးတဲ့ဝင်ပြီးမုံဝင်စားကြမှာငါဒီနေ့တော့မလိုက်တော့ဘူးကွာဘာလဲအရှိခိုင်းတာရှိလို့လားခိုင်းတာတော့မဟုတ်ဘူးကွာငါမိုင်းမိခဲစီကိုကိစ္စလေးရှိလို့ဟုတ်လားဘာကိစ္စလဲနောက်မှပြောပြမယ်ဟိုဒါနဲ့တလက်စားတွေငါ့ကိုလိုက်ဖို့ကွာတော့ပေါ့ငါမင်းစပိန်တော့ကလိုက်စီမယ်ပြောဆွဆွနေငပိန်ကတော့ဘောစပိန်ဟောချက်ချင်းတက်ခံလိုက်တယ်အေးဒါဆိုလေသွားကြတာပေါ့ဒီလိုနဲ့စပိန်နဲ့စီငပိန်ရဲ့ရှိကနေမိခဲမစီကိုမောင်းထွက်သွားကြတယ်ဒီလိုနဲ့ဖိုးတူတို့လေမိခဲမရင်ကိုရောက်လာကြတယ်မိခဲမကအော်ငပိန်တော့ရောက်လာပြီပဲရိယရှိတာဖိုးတူကိုလည်းပါတယ်ပေါ့ဟုတ်ကျွန်တော်တို့နဲ့စပိန်ကလိုက်စီးခဲ့တာမင်းတို့တွေသွားလို့ရပြီနောက်ရက်မှပဲအတူစော့ကြတာပေါ့အေးဒါဆိုလဲငါတို့သွားတော့မယ်တုပ်ပေါ်လဲစပိန်နေပြီးတော့ရှေ့ကထွက်သွားတယ်ဖိုးတူလည်းပြောဆွဆွနဲ့မိုင်းမိခဲ့ဒါဆိုရင်ကျွန်တော်သွားပြီနော်အေးကျူးဆိုင်စီးကြအောင်နော်တက်တာဒီလိုနဲ့ဖိုးတူတို့တူစပိန်မောက်ထွက်သွားကြတယ်မိခဲမကအမေငပိန်ကဘောင်းမီတို့အင်ညင်လည်းပြက်နေဖက်ရှင်ကြနေပါလားဟေးကိုကဲပညာသင်ပါဆိုတော့ပေါ့ပါရှိအောင်ဝစ်လာတာဗျကဲဒါဆိုလဲစကြတာပေါ့ဒါနဲ့ကြည့်ရတာပိန်တော့လေးချင်ကန်တွေလုံနိုင်မှာမလားအာဒီမှာကြည့်ဘလားရှိပါတယ်ဗျအယိုးထဲမှာအားရရှိကျွန်တော်စူးစမ်းပြီးသင်ယူပါမယ်ဟုတ်ပြီဒါဆိုတက်လုံကောင်းမှုအတွက်အရှင်ဆုံးဇက်တိုက်ပြေးရမယ်ရက်ခိုင်းမှာရက်ရမယ်ကျွန်တော်မိုင်းစီကတိုင်းတင်တာကိုဘယ်သူမှမသိစေချင်ဘူးတက်သွားမှာပဲစကေးပြကျင်တာဗျဒါဆိုလေပြေးဆက်ပေါ်ပြေးတဲ့သဘောထားပြီးပြေးတာပေါ့ဒါကနေ့တိုင်းတစ်ချိန်တော့အိမ်မှာအမြဲတမ်းလေးကျင်ရမှာနော်မိခဲမကဒုံးနဲ့မြေပေါ်နေရာမှတ်ပြီးအဲ့နေရာမှာတင်ပြေးဆက်ပေါ်ပြေးတယ်လို့တောက်လျှောက်ပြေးပြလိုက်တယ်ကဲဒါဆိုရင်တော့လိုက်လို့တော့ခဏလောက်ကြာတော့ငပိန်ကမိုင်းခဏနားလို့ရလားကျွန်တော်မောလာပြီဗျဒီလောက်ဆိုရင်တော့မစိုးပါဘူးတပြေးပြေးပဲကြည့်ရမှာပေါ့ကဲဒါဆိုလဲခဏနာမလေးဗျာမောလေးမောခြေထောက်တွေလည်းညောင်းလိုက်တာကဲငပိန်အမောပြေပလားအမောပြေရင်ခွန်အားတက်ဖို့ training ဆင်းရမှာဟုတ် ready ပါပဲဗျဒါဆိုဟောဒီတဲ့တုံးကြီးကိုငါထမ်းပြသလိုဘယ်ညာထမ်းပြီးကျင့်ရမယ်မိခဲမကလူတရက်လောက်ကိုမှလူတစ်ပတ်စာတင်လုံးရှိကြီးကိုအပေါ်မြောင်းလိုက်အောက်ပြန်ချလိုက်နဲ့လှုပ်ပြတော့တယ်ကဲဒီတဲ့တုံးကိုအရင်မကြည့်အောင်ဒီလိုနဲ့နည်းနည်းကြတော့ငပိန်ကတဲ့တုံးချလိုက်တယ်ခဏနာအောင်မယ်မိုင်းမလေးလက်တွေညောင်းလိုက်တာဗျာခုမှအစမို့ပါနောက်ဆိုလေဒါပေါ့တယ်တော့ဖြစ်သွားမှာအေးရောက်ရင်တော့လက်တွေကိုတေချာဆေးလူပြီးတော့နောက်လေးချင်ကနေတိုင်းတော့လို့နင်တရက်ထဲနေတော့လင့်မပြေဘူးမဟုတ်လားဟာဗျာမာကြီးကလေလက်ပြေးစရာလားငပိန်နာမည်ပြတ်မှာပေါ့ဗျကဲနားပြီးပြီဆိုတော့နောက်ကလိုက်ခဲ့မိခဲမလေးအိမ်နောက်ဘေးအပင်ကိုင်းကိုဘားခုတ်ခိုင်းမှုအတွက်ငပိန်ကိုခေါ်လာတော့တယ်လာဒီပင်ကခိုင်းကိုတွေ့လားဟောဒီလိုဘားခုတ်ကြည့်ရမယ်အိမ်မှာကြည့်မူလားအရက်ရှည်အောင်မယ်ခဏတစ်ပြုတ်ခွေရုံလောက်လုပ်ဘူးတယ်ဗျဒါဆိုအကောင်90လောက်ကြည့်နော်ငပိန်လေး1နှစ်3အော်ပြီးဘားခုတ်တော့တယ်အမလီညောင်းလိုက်တာစူးစားတာဒါမှမင်းထန်မှာမနောက် training နေအများကြီးကြံနေပါလေလက်လျှော့ခြင်းမလားဟာမလျှော့ပါဘူးဗျခဏကြာတော့မိခဲမကကဲနောင်လုံနိုင်သေးလားနောက်ရက်မှဆက်ရမလားမရသေးတယ်ဗျဒါနဲ့လေမိုင်းမိခဲကဒီကုတ်ခိုင်ပညာကိုဘယ်ရတက်တော့ဘယ်ကမှမတက်ဘူးအဖေက Bruce Lee fan လေ Bruce Lee အခွေတွေဝယ်ထားတော့ဖုံးမိတ်ကြည့်ရင်နဲ့သူ့လိုဖြစ်စင်တာနဲ့ပဲလိုက်ကျင်ရနေတက်သွားတာမိုင်းမိခဲအကြောင်းရွာမှာတော့တရင်ကိုမှုေးနေရောမိုင်းတပည့်ဖြစ်ရတာကိုဂုံယူမဆုံးမေးဒါနဲ့မိုင်းတိုင်းရဘယ်တော့တင်မင်းမှလေဗျအမလေးငပိန်ရဲ့ဒီနေ့မှပထမဆုံးရရှိသည်တိုင်းဘယ်တော့တင်မလဲလုံနေပြန်ပြီကျွန်တော်ကဒီတိုင်းသိချင်လို့မေးချင်လိုက်တာပါဗျတိုင်းမတိုင်ခင်လေ့ကျင့်ရမယ့်အဆင့်တွေရှိသေးခုတော့တက်လုံပိုင်းနဲ့ကိုဝါမိုင်းအတွက်သာနေ့တိုင်းအိမ်မှာလေ့ကျင့်ပြအောင်လားလေ့ကျင့်စိတ်ချဗျခုရောဘာလေ့ကျင့်ရအောင်မလဲဒီနေ့တော့လေ့ကျင့်ကန်တလောက်ပဲနောက်တစ်ပတ်ကျအခြေအနေကြည့်ပြီးရင်နောက်တစ်ဆင့်တက်မယ်ဒါဆိုနောက်တစ်ပတ်တိုင်းနေရပြီပေါ့နော်အတိုက်ခိုက်မသိခင်အရှင်ဆုံးကာခွေတာခုခံတာသိရမှာပေါ့ဟာဒီလိုနဲ့ငပိန်လေးမိခဲမစီကနေတိုင်းပညာကိုတလားကြောင်လောက်ထိလေ့လာသင်ယူတော့တယ်ည
ညဘက်တကူနှစ်ယောက်ရွာလေးကနေပတ်စံတက်တာတွေလက်ဆွဲတက်တာနှလုံးပိုက်ပြီးပြေးတယ်အနောက်ကနေတကြီးနဲ့ကာလာသားနှစ်ယောက်ပြေးလိုက်တယ်တကြီးဟာတခိုးပြိုတခိုးငါပတ်စံတက်တာတွေခိုးပြေးသွားတယ်ထွက်လိုက်ဖမ်းကြဟိရွာလမ်းမှာတခိုးတွေနောက်ကိုတကြီးကအော်ဟင်းလိုက်ပန်ရင်းနဲ့စုညံနေတယ်ငပိန်ကအိမ်ထဲကနေအတန်ကြာပြီးအိမ်မောကပြေးစင်းမယ်လို့ငပိန်အမေကလှမ်းပြီးတားလိုက်တယ်ဟဲ့ငပိန်ညာဟိမို့ကြုံဒါပဲတော့ဟာဟိုမှာတကိုးထွက်ပြေးသွားတာမမိသေးဘူးအဲ့ဒါလိုက်ကိုဖမ်းမေးမလို့ဗျငပိန်ရဲ့ခလိလိုနေစမ်းပါဟိုမှာရွာတွေကလူကြီးတွေဝိုင်းဖက်တာနေမိတယ်တားဝင်မပါစမ်းပါနဲ့အိမ်မှာအေးနေစမ်းပါဟာအမေကလည်းတားရင်ကငပိန်မဟုတ်တော့ဘူးတိုင်းတင်ထားတဲ့ကွက်တွေထုတ်သုံးမှုဒါအချင်းကောင်းမယ်ဗျပြောဆွဆွနဲ့ငပိန်အိမ်မော်ကနေပြေးစင်းသွားတာဒေါ်လေးတွေလှမ်းထားချိန်တော့မရှားလိုက်ဘူးဟဲ့ငပိန်နေအောင်လို့ဟဲ့အော်ဒီကလေးတော့ကိုကတခုခုလှုပ်လိုက်မှပြင်ဒုက္ခရှောက်အောင်ပါဒေါ်လေးတွေလည်းစိတ်မချတာလေငပိန်နောက်ကိုလိုက်သွားကြတော့လေငပိန်လည်းတကုန်းနောက်ပြေးလိုက်ရင်လမ်းမှာမိခဲမကရှေ့ကပြေးနေအောင်တွေ့ငပိန်ကမိခဲကိုအမိပြေးလိုက်တယ်ဟာမိုင်းမိခဲဘာလဲတကုန်းထွက်ပန်တာလားဗျအေးဘောဟာဒါငါတို့ရွာကိုတက်အထင်သေးတာအောင်မဲရွာအကြောင်းကောင်းကောင်းသိအောင်ဒီကောင်တွေကိုပညာပြအောင်ပါဟုတ်တယ်ဗျကျွန်တော်လည်းဒါကြောင့်မို့ဖမ်းမှုထွက်လာတာဟာခုမောင်မသူတို့ကိုမြင်နေရပြီဗျမိခဲမလည်းလက်တရတုံးနဲ့လှမ်းပစ်ပေါက်လိုက်တာတကောတရက်ကိုထိမြလေးကျသွားတယ်ဟာမိုင်းတယောက်ထိသွားပြီတော်လိုက်တာဗျာမိုင်းသူ့ကိုဖမ်းတာနဲ့ရှစ်တရက်ကိုကျွန်တော်လိုက်မယ်ဗျမိခဲမကလည်းမြေပြင်ရတက်တာရဲ့ကိုကောက်ယူလို့နောက်ကပါလာတဲ့တကြီးကိုလှမ်းပေးလိုက်တယ်တကြီးဟာမိခဲမရဲ့ကျေးဇူးတင်လိုက်တာမဟုတ်ရင်ပတ်စံတွေတော့ဆုံးရပါပြီဒါနဲ့နောက်တစ်ယောက်ကိုငပိန်လိုက်နေတယ်ဒီမှာပဲစိတ်ချလက်ချစောင့်နေပါတကြီးရဲ့ဟဲ့မိခဲမဖြစ်ပါမလားငပိန်ကဟိုကတခုလှုပ်သွားပါဦးသမီးတပည့်ကိုစိတ်ချပါတကြီးငွေသေးတာပြန်ရစီရမယ်ရှင်စင်ပေးရပါဘူးကဲမင်းတို့တွေကတယောက်လိုက်သွားတကြီးကတကောတယောက်ကိုဖမ်းထားတဲ့ရွာသားနှစ်ယောက်တည်းကတယောက်ကိုငပိန်နောက်လိုက်သွားခိုင်းလိုက်တယ်ငပိန်ကတကုန်းမပြတ်ခင်ရှစ်သိမင်နာကွဲပြီးဆောင်နေဟိုဘက်လန်ကပတ်လာလိုက်တာမြန်သွားတာဟာဒီတခိုးငါတို့ရွာသားလေးမသိဝင်များလာခိုးရဲတယ်ငပိန်လက်ဆွမ်းပြသေးတာပေါ့တခိုးလေးပတ်စံသစ်တာပိုင်ပြေးလာတာငပိန်ရှိရဲ့တစ်ပြည့်ရှိရဲ့ပြန်ငပိန်ကခြေတိုးခံလိုက်တာမှောက်ရက်လဲသွားတယ်အောင်မလေးပြပလုတ်တော့ငပိန်လေးတခိုးပေါ်တက်ခွာလိုက်ပြီးသူ့အားနဲ့ရိုက်ပုတ်တယ်မှတ်ပလားမှတ်ပလားငပိန်ကဘာမှတ်လို့ကြောက်ပါပြီအသက်ချမ်းသာပေးပါဗျာမရှိလို့ကြံရများတွေဆုံးခိုးမိတာပါဗျာနောက်ကနေလိုက်လာတဲ့ရွာသားလေးခဏကြာတော့ရောက်လာတယ်မောလိုက်တာငပိန်ကတဲပြေးတန်တာပဲပြီးငါဖမ်းထားလိုက်မယ်မင်းလည်းပင်ပန်းသွားပြီအေးစိပါဗျာဒီလောက်ကတော့ခဏကြာတော့နောက်ကနေတကြီးနဲ့မိခဲမရောက်ချလာချင်းတကြီးဟာငပိန်တဲ့တော့တကူကွာကြီးလာရင်တော့ရွာအတွက်အားကိုးရပြီရွာကာလာသားတွေတော့မမိတော့ဘူးငါတူငပိန်ကအမောက်သိမ့်နိုင်တာတော်ရုံစကေးလားဥဝင်ချောင်းမှာမုံဖို့ပေးမယ်နော်ရပါတယ်ဗျာတကြီးကိုခုလိုကုညင်လိုက်နိုင်တာကိုပြောတယ်ဒါဆရာမကြီးမိုင်းမိခဲ့ကျေးဇူးတွေပဲဗျအေးကန်ကောင်းလို့ကွာမဟုတ်ရင်ကောက်ထားတဲ့အလူငွေတွေဆုံးရကြီးရဲ့ပြန်ဝင်ရတော့မှာကွာပြောတာပြီးသွားတော့ငပိန်ကကဲအเจ้าရင်းကတော့အဲ့ဒါလိုပဲဒါဆိုမင်းကငါတို့ကိုရှို့ထားပြီးတော့မိုင်းမိခဲ့စီကတိုင်းတင်နေရပေါ့ဟုတ်တယ်တက်ချင်စိတ်ကြောင်းတော့ခံနိုင်ရှိတာတားပင်မနေရဒါဆိုနောက်ရက်ကျမင်းနဲ့ငါလက်မောင်းဆန်းလေးကြည့်အောင်တုံဘောကလူတန်းငပိန်ကတိုင်းเสียတဲဟုတ်ပါလားအေးနော်ဒါဆိုငါတို့နှစ်ယောက်ကရောဘယ်လိုနာမည်ပေးရင်ကောင်းမလဲငါလက်ကူစဉ်းစားပြီးမယ်ဖိုးတို့တငယ်ချင်းအောင်စုရင်လိုက်မော်လိုက်နဲ့စကားလက်ဆောင်ချနေကြတယ်